အားလုံးမင်္ဂလာပါလို့ကျွန်တော်ဒီဘန်ရှေ့ဖို့ပို့ပေးတဲ့ဒီဘန်ရှေ့ YouTube channel လေးပေါ့ကြိုးပါရလို့ကျွန်တော်ခုကမြောက်ပေးခြင်းနဲ့ကျွန်တော်လည်းဗာလဲဆိုတော့ private set awareness တိုးတက်ဖို့အတွက်ကျွန်တော်အချက်ကလေး6ချက်ကိုမြောက်ပေးခြင်းပါရလို့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကကိုအကြောင်းနားမလဲလို့ရှိရင်ကျွန်တော်ကိုအကြောင်းဒုက္ခရောက်မယ်ကျွန်တော်ကိုနဲ့ပေါင်းနေဆက်ဆံနေတဲ့လူတွေအကြောင်းနားမလဲလို့ရှိရင်နားမလဲလို့ရှိရင်ကိုနဲ့ပေါင်းနေဆက်ဆံတဲ့လူတွေအကြောင်းကျွန်တော်ဒုက္ခရောက်မယ်ပတ်စံအကြောင်းနားမလဲလို့ရှိရင်ကျွန်တော်ပတ်စံအကြောင်းဒုက္ခရောက်မယ်အဲကြောင့်ခုကကျွန်တော်မြောက်ပေးခြင်းအကြောင်းလည်းဗာလဲဆိုတော့ private set awareness တိုးတက်ဖို့အတွက်ကျွန်တော်အချက်ကလေး6ချက်ကိုမြောက်ပေးချင်ပါတယ်လို့အဲ့ဒါဗာလဲဆိုတော့နံပါတ်1ကကျွန်တော် journal လေးjournal လေးဆိုတာကျွန်တော်ရဲ့အတွေးတွေကိုကျွန်တော်ချရေးဖို့ဖြစ်တယ်ကျွန်တော်တနေ့ဘာတွေတွေးနေလဲဘယ်လိုခံစားရလဲဆိုတော့ဆိုတာကိုကျွန်တော်ချရေးဖို့လိုတယ်လို့စာအုပ်တုပ်ပေါ်မှာချရေးဖို့လိုတယ်လို့နံပါတ်2ကကျွန်တော် meditation ဆိုတော့ကျွန်တော်တရားထိုင်မှုလိုတယ်လို့အခု meditation တရားထိုင်မှုလိုတယ်ဆိုတော့ကျွန်တော်ဘာသာရေးပြောရမှာမဟုတ်ပါဘူးလို့ကိုတရားထိုင်တဲ့လူတယောက်ကစိတ်တည်ငြိမ်လို့ရှိရင်အခုနားလည်ဖို့အတွက်လည်းအထောက်အကူပြုပါတယ်လို့နံပါတ်2ကကျွန်တော် meditation တရားထိုင်မှုလိုတယ်နံပါတ်3ကကျွန်တော်တို့ set question ဆက်ကွက်ခြင်းဆိုတော့ကိုမေးခွန်းနဲ့မေးဖို့လိုတယ်ကိုကဘာရဲ့ဘလို့အရာတွေကိုနှစ်သက်တယ်ဘလို့အရာတွေကိုလောကနှစ်သက်တယ်လဲဆိုတော့ကိုမေးခွန်းမေးဖို့လိုတယ်နံပါတ်4ကကျွန်တော် feedback တောင်းရမယ်ကျွန်တော်တက်တည်နားတဲ့လူတွေကိုကျွန်တော် feedback တောင်းဖို့လိုတယ်လို့ကိုယ့်ရဲ့အကြောင်းကိုကတက်တည်နားတဲ့လူတွေကိုကိုကဘယ်နေရာမှာအားသာလဲဘယ်နေရာမှာအားမသာဘူးလဲဆိုတော့တက်တည်နားတဲ့လူတွေကိုကျွန်တော် feedback တောင်းပါလို့နံပါတ်4ကနံပါတ်5ကကျွန်တော် personality type ကိုကဘယ်လိုလူမျိုးလဲဆိုတာကိုသိဖို့လိုပါတယ်လို့ကိုကဘယ်လိုလူမျိုးလဲဆိုတော့ကိုက introvert လား extrovert လားဆိုတာသိဖို့လိုပါတယ်လို့နံပါတ်5ကကျွန်တော် personality type ဖြစ်ပါတယ်လို့နံပါတ်6ကကျွန်တော် reflect ကိုကျွန်တော်ပြန်လဲစမ်းစစ်ဖို့လိုပါတယ်လို့ကျွန်တော်ကပြန်လဲစမ်းစစ်ဖို့လိုပါတယ်တိတိကျွန်တော်ဘာခံစားရလဲဘယ်လိုအချိန်တွေမှာဘယ်လိုခံစားရလဲဆိုတော့ကိုပြန်လဲစမ်းစစ်ဖို့လိုပါတယ်အဲကြောင့်ကျွန်တော်အခုမြောက်ပေးတဲ့အချက်ကလေး6ချက်ကမဟုတ်ဆိုအတွက်အကျိုးရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်အခုကကျွန်တော်ပြန်ပြီးအချင်းချုပ်ပြရမယ်ဆိုလို့ရှိရင်နံပါတ်1ကကျွန်တော် journal လေးကျွန်တော်ချရေးဖို့လိုတယ်ကျွန်တော်အတွေးတွေကိုချရေးဖို့လိုတယ်နံပါတ်2က meditation နေ့စဉ်တရားထိုင်ဖို့လိုတယ်နံပါတ်3ကကျွန်တော် set question ကိုမေးခွန်းနေမေးဖို့လိုတယ်ကိုကဘလို့ရရင်မှာဘလို့အလုပ်တွေလုပ်အောင်နှစ်သက်တယ်လဲဆိုတော့ကိုမေးခွန်းနေမေးဖို့လိုတယ်နံပါတ်4ကကျွန်တော် feedback တက်တည်နာတဲ့လူတွေကိုကျွန်တော် feedback တောင်းဖို့လိုတယ်နံပါတ်5ကကျွန်တော် personality type ဆိုတော့ကျွန်တော်တို့ကဘလို့ extrovert လား introvert လားဆိုတော့သိဖို့လိုတယ်လို့နံပါတ်6က reflect ကိုပြန်လဲစမ်းစစ်ဝေဖန်သုံးသပ်ဖို့လိုတယ်လို့ဒီချက်6ချက်ပဲဖြစ်ပါတယ်လို့ဒီချက်6ချက်ကမိသူအတွက် private set awareness တိုးတက်ဖို့အတွက်အကျိုးရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်